ရန်ကုန်ကမီနီကွန်ဒိုစီ7,4,200နဲ့ဖနွမ်းပင်မြို့ပေါ်မှာ luxury လက်မှတ်ကွန်ဒိုဝယ်ကြမယ်။ဒါကတော့ဖနွမ်းပင်ရဲ့အထင်ကရရပ်ကွက်ဖြစ်တဲ့ BKK1 ရဲ့အလဲဘဟုမှာတည်ရှိနေတဲ့ဂါတိုတာဝါပါ။ BKK1 ရပ်ကွက်ဟာဆိုရင် international business တွေ luxury lifestyle နဲ့ premium resident တွေတစုတဝေးတဲ့တည်ရှိနေတဲ့ဖနွမ်းပင်ရဲ့အဆင့်မြင့်ဆုံးရပ်ကွက်တစ်ခုလည်းဖြစ်ပါတယ်။ဂါတိုတာဝါကတော့အမြင့်69ထပ်တည်ဆောက်မှာဖြစ်ပြီးဆောက်လုပ်ပြီးစီးသွားတဲ့အချိန်မှာကမ်ဘောဒီးယားနိုင်ငံတစ်ခုလုံးရဲ့အမြင့်ဆုံးတာဝါတွေထဲကတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဂါတိုတာဝါကို Miracle Capital and Development ကတည်ဆောက်ပြီး LBL International ကဆောက်လုပ်ပေးထားပါတယ်။ LBL က New Techo International Airport နဲ့ကမ်ဘောဒီးယားရဲ့ထိပ်တန်း luxury စီမံကိန်းတွေကိုဆောက်လုပ်ခဲ့တဲ့အဖွဲ့ပဲဖြစ်ပါတယ်။ WH Living ကတော့ 5 star property management ကိုတာဝန်ယူမှာပဲဖြစ်ပါတယ်။ US dollar economy ကြောင့်ငွေကြေးတက်ကြအန္တရာယ်တွေကိုလျှော့ချနိုင်ပြီးအရှေ့တောင်အာရှမှာဖနွမ်းပင်ဟာ international investor တွေအတွက် rental ကြီးအမြင့်ဆုံး market တွေထဲကတစ်ခုလေးဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့မြန်မာငွေကျပ်4,200လောက်ကနေစတင်ပြီး US dollar 1,000နဲ့တင်းရဲ့ unit ကို booking လုပ်ထားလို့ရပါတယ်။100% freehold ownership ဖြစ်ပြီးတင်းရဲ့ unit ကို handover လုပ်တဲ့အချိန်ထိ flexible payment plan တွေနဲ့လည်းပြီးချင်နိုင်ပါတယ်။စုကိုရိုင်းဖနွမ်းပင်မှာမြန်မာ investor တွေကိုနေ့စဉ်ကူညီပေးနေတာမို့လို့လိုအပ်ရင် message လေးပို့ထားလိုက်နော်။တင်းအတွက်အကောင်းဆုံးရွေးချယ်မှုတွေနဲ့အတူအဆင်သင့်ရှိနေပါတယ်။